အဲ့တော့ဒီမှာဆိုလို့ရှိရင်ခုနကပြောခဲ့တာကိုဆရာလေးနဲ့ဖော်ပြပေးထားတာပေါ့နော်အဲ့တော့ Joe is twice ဆိုရင် I am, 2 is stars ဆိုလို့ရှိရင် you are, L is star ဆိုရင် he is, Aya is star ဆိုရင် she is, Usted is star ဆိုရင် you are, Nosotros is star is ဆိုလို့ရှိရင် we are, Vosotros is star is Vosotros estamos ဆိုလို့ရှိရင် you are, Ellos están they are, Ellas están they are, Ustedes están ဆိုလို့ရှိရင် you are ဒီမှာ Ustedes ဆိုတာကိုသူက UD S ဆိုပြီးတော့အတူခေါက်ရေးတယ်ပေါ့နော်အပေါ်မှာဆိုလို့ရှိရင် usted ကိုလည်း UD dot ဆိုပြီးတော့အတူခေါက်ရေးတယ်ဒါက ester verb ကို conjugate လုပ်ပြီးတော့ဒါက subject pronoun အနေနဲ့တွဲသုံးပေးထားတာပေါ့နော်အဲ့တော့ ester verb ကိုဘယ်လိုအခြေအနေတွေမှာသုံးလဲဆိုတော့ပထမအဆုံးအနေနဲ့ location နေနဲ့ပတ်သက်ပြီးတော့ပြောရင် ester verb ကိုသုံးတယ်နောက်တစ်ခုက help ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာသုံးတယ်နောက်တစ်ခုက moods တွေ feelings တွေကိုဖော်ပြခြင်းတဲ့အခါမှာသုံးတယ်နောက်ဆုံးတစ်ခု personal opinion ဘယ်လို personal opinion လဲဆိုတော့ taste တွေ appearance တွေနဲ့ပတ်သက်ပြီးတော့ personal opinion တွေကိုပြောပြခြင်းတဲ့အခါမှာသူက ester verb ကိုသုံးတယ်အဲ့တော့ဒီလိုအခြေအနေ၄ရပ်ပေါ်မှာ ester verb ကိုသုံးလို့ရတယ်ဒီ၄ရပ်ပေါ်မှာပဲပတ်သက်ပြီးတော့ ester verb ကိုသုံးလို့ရတယ်အခြား condition နဲ့ပတ်သက်ပြီးတော့သုံးလို့မရဘူးပေါ့နော်ဒါက ester verb နဲ့ပတ်သက်ပြီးတော့မှတ်ထားပေးရမယ်အချက်တစ်ချက်ဖြစ်တယ်